ရဲ့အာကာမီကိုယ်တယောက်တည်းမအဖော်ရှာရင်ကျေမွင်လေးတွေမြင်လာတဲ့ကိုယ်နဲ့နီးလေးလိုပဲအပြာရောင်လုံးနဲ့ပင်လေကြီးကိုယ်ဖြတ်သန်းလို့ကြီးရီမီကဘာမြေတဲ့ခုရှာဖွေစေရာရာနီးလေးထင်ငယ်ကိုယ်ရှောင်းလာတဲ့